ပါရဲ့အခြေအနေကျွန်တော် Chilean Club အပေါ်မှာတော်တော်ကောင်း Chilean Council အပေါ်မှာတော်တော်ကောင်းကျွန်တော်ရဲ့လက်ရှိအင်အားအခြေအနေတွေကိုပြန်လည်သုံးသပ်ပေးဖို့ရန်အတွက်အခုချိန်မှာပူတယ်နီယာကိုအချိန်ပေးသွားချင်ပါတယ်ကျေးဇူးအများကြီးတင်တယ်ကျွန်တော်တို့ကိုအားပေးကြီးစုတဲ့အမေရိကန်အားပေးကြီးစုတဲ့ကျွန်တော်တို့မိဘပြည်သူအားလုံးအပေါ်မှာအထူးကျေးဇူးတင်စီပါကြောင်းကျွန်တော်ထပ်မံပြီးပြောကြလိုပါတယ်ပူဆောင်တဲ့ပူ host ရဲ့ပြောခဲ့တဲ့တန်ဒီညတော့ကျွန်တော်အထူးအစစ်စင်လူမျိုးနဲ့ကျွန်တော်တို့ရဲ့အမကြီးကျွန်တော်တို့ရဲ့မိခင်ကြီးဝန်ကြီးပြီးနီဆွေးနွေးကိုဖိတ်ထားပါတယ်ဒါပေမဲ့သူတို့ရဲ့ line အခြေအနေမကောင်းတဲ့အတွက်ကြောင့်သူတို့ကအဝေးတင်နေကျွန်တော်တရုတ်ထဲလာထိုင်နိုင်ရတာဖြစ်တယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့နှစ်ယောက်ထိုင်နေဆိုရင်တော့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံရဲ့တော်လှန်ရေးကျွန်တော်တို့ချင်းပြည်ရဲ့နိုင်ငံရေးအားလုံးကျွန်တော်တို့တုံ့တက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ news တွေကတော့လူတိုင်းက live ပေါ်မှာအများအား Facebook မှာတွေ့နေကြဆိုတော့ကျွန်တော်တို့ကသိမပြောတော့ပါဘူးဒါပေမဲ့ကျွန်တော်တို့တုံ့တက်ပေးဖို့နိုင်ငံကြီးတုံ့တက်ပေးဖို့ကျွန်တော်တို့အခြေအနေဘယ်လိုရှိတယ်လဲဆိုတာကိုပြည်သူတွေအမှန်တမ်းသိနိုင်အောင်ကျွန်တော်တို့တုံ့တက်ချပြမှာဖြစ်ပါတယ်ကျွန်တော်တို့အခြေအနေကတော့အခုချိန်ကတော့ကျွန်တော်တို့ချင်းအခြေအနေကတော့အကောင်းဆုံးအခြေအနေဖြစ်နေတယ်ဆိုတာကိုကျွန်တော်ပထမဆုံးပြောပြချင်တယ်ပြောပြချင်တယ်ဆိုတာအကောင်းဆုံးအခြေအနေတော့ဘာလို့ပြောတယ်လဲဆိုတာကျွန်တော်တို့ data နဲ့ statistics နဲ့ပေါင်းမကျွန်တော်တို့ပုံတက်ခဲ့တာဖြစ်ပါတယ်အခုနပြောပူဆောင်တဲ့ပြောတဲ့အတိုင်းကျွန်တော်တို့ချင်းလူမျိုးမှာကျွန်တော်တို့ချင်းပြည်မှာတဘာဝတန်ရတာမထွက်တဲ့ခါကျတော့ကျွန်တော်တို့ရဲ့ထောက်ကွန်အားပေါ့ကျွန်တော်တို့ခွနေနေတယ်ဒါပေမဲ့ဖျားသခင်ရဲ့အစီအစီကြောင့်ကျွန်တော်ချင်းလူမျိုးကအမေရိကန်မှာတော့ကျွန်တော်တို့9000လောက်ကျွန်တော်တို့ရှိနေတယ်ဆိုတာကောင်းမအခါမှာတည်နေပါလေအဲ့ဒါအခါမှာတည်နေတယ်ဆိုတော့ဘလို့ကျွန်တော်တို့တည်တယ်လဲဆိုရင်တော့ကျွန်တော်တို့ထင်ကျဲပဲပြောတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်ကျွန်တော်တို့ CNF officer နဲ့ကျွန်တော်တို့ဇိုတည်တင်ဖေးပေါ့နော်ဇိုဘီအင်ကွန် USA ခေါင်းဆောင်ကိုကျွန်တော်ကောင်းမေးထားပြီးမှသူတို့ရဲ့ statistic ကိုမေးထားလိုက်တယ်ပြီးမှ CNDF flam ဖေးပေါ့နော်သူတို့မှာရဲ့ခေါင်းဆောင်ပူသူနာမည်မေးသွားတယ်သူအောက်ထပ်ကိုတန်းကိုကျွန်တော်မေးပြီးမှသူတို့ရှိတဲ့အင်အားကိုသူကပြောပြတယ်ပြီးမှမင်းတပ်ဖက်ပူစင်ကြီးကပြီးမှမတူပြီးဖက်ကျွန်တော်တို့ခေါင်းဆောင်ပြီးမှပလဲဝဖက်ကျွန်တော်တို့ community ကိုဒီမှာကောင်းမွန်လဲကျွန်တော်တို့တုံးတက်လာတဲ့ကတော့ကျွန်တော်တို့ရှိတဲ့ data ကတော့9000ကျော်တယ်9000ထဲမှာကျွန်တော်တို့အလုပ်လုပ်နိုင်တဲ့လူကတော့အနည်းဆုံး1000လို့ရှိတယ်အဲ့ဒီ1000ထဲမှာကျွန်တော်တို့ 70% ကကျွန်တော်တို့ CC ကိုထောက်ခံအားပေးတဲ့လူတွေတကယ်ကိုကျွန်တော်တို့အခါမှာအားပေးတဲ့လူတွေဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုအမေရိကန်ပတ်ပူနိုင်မဲ့လူတွေကတော့အလုပ်လုပ်တော့1500ကျော်လို့ရှိတယ်ကျွန်တော်တို့ပေးခိုင်းတာတော့တစ်နှစ်မှာ1000ပဲအဲ့1000ပဲနဲ့ပေးမယ်ဆိုတော့တစ်နှစ်မှာအမေရိကန်နိုင်ငံမှာတော့မှ15တန်းလို့ဒေါ်လာ15တန်းလို့အလွေတကူရနိုင်မှာဖြစ်တယ်ပြီးမှကျွန်တော်တို့ CNF ကိုငွေကြီးဘန်ဒါကြီးနဲ့ထောက်ပံ့တဲ့ Chilean Club က15နိုင်ငံမှာရှိတယ်အဲ့ဒီ European countries တွေပေါ့ပြီးမှ New Zealand Australia Canada အဲ့ဒီပြီးမှ Japan Singapore မလေးရှားပေါ့ဒေလီမှာလေးရှိတယ်အဲ့ဒါအားလုံးနဲ့ပဲဆိုရင်တော့ကျွန်တော်တို့ရဲ့ CNF ကိုပန်းပူးတဲ့ဒနာအင်အားရောစိတ်ဓာတ်အင်အားရောအဖက်နဲ့ပန်းပူးတဲ့လူကတော့ကျွန်တော်တို့စင်ကားနိုင်ငံမှာရှိပြီးအနည်းဆုံးကျွန်တော်တို့ကတောင်းကနန်းနဲ့2000ဝန်းကျင်လို့ရှိနေတယ်ဆိုတော့ကျွန်တော်တို့အခါမှာပြောလို့ရပါတယ်ပြီးမှကျွန်တော်တို့လူအင်အားအဲ့ဒီဒနာအင်အားတစ်ခုထဲနဲ့မဟုတ်ဘဲနဲ့ human capital investment အခုကျွန်တော်ဘာတုံးတက်ပြချင်တယ်လဲဆိုတော့ကျွန်တော်တို့ဦးနေဝင်အောက်ချုပ်တော့ကျွန်တော်တို့ချင်းပြည်မှာ26နှစ်လုံးအုပ်ချုပ်နေတဲ့ချိန်မှာနိုင်ငံခြားကိုပညာတော်တင်ထွတ်တာတော့
လက်ချူတွေရောရီလို့ရတယ်တဲ့ကျွန်တော်ခေါင်းဆောင်ကြီးကျွန်တော်လူကြီးတွေပြုတ်ပြတာအယောက်20လို့ပဲရှိတယ်ဘာသာရေးနဲ့ပြုတ်သွားတာတော့တစ်မျိုးပေါ့နော်ပညာတော်တင်နေနဲ့ engineer ဗလားအဲ့ဒါ doctor လားဟို science နဲ့လားဒါပေမဲ့အခုကျွန်တော်တို့အမေရိကန်မှာတဲ့ကတော့မှာကျောင်းတက်နေတဲ့ကျွန်တော်ချင်းကျောင်းသား3000ကျော်ပြီ3000ရှိနေတယ်ကျွန်တော်တို့ဘယ်လို statistic လုပ်လိုက်တယ်လဲဆိုရင်တော့အဲ့ဒါအလုံးမှတ်ထားဖို့အဲ့ဒီ Marion County အဲ့ဒီ Perry Township Indianapolis မှာ15နှစ်လုံးကျောင်းဆရာလုပ်တဲ့ကိုဗန်ဂျေအိုချင်းကွန်မြူနတီခေါင်းဆောင်လည်းဖြစ်တယ်သူစီမှာနာမည်ရော list ရောအကုန်လုံးရှိတယ်တနေ့မှာ high school graduation က350လို့ရှိတယ်နှစ်တိုင်း350ရှိတယ်ပြီးမှအထက်တန်းအလေတန်းမူလတန်းပေါ့နော်ဒီမှာတော့ elementary လို့ခေါ်တယ်အားလုံးပေါင်းက Perry Township မှာဘယ်လောက်ရှိတယ်လဲဆိုတော့ Indianapolis မှာကျွန်တော်တို့ချင်းတက်နဲ့9000ကျော်ကျွန်တော်ဘယ်လိုပြန်တုံးတက်မလဲဆိုတော့ Indianapolis ကကျွန်တော်တို့ချင်းလူမျိုးရဲ့3ပုံအောက်ပဲရှိတယ် Indianapolis မှာတော့3500 graduation ဖြစ်တယ်ဆိုတော့ဘွေးရတယ်ဆိုတော့ high school နဲ့တနှစ်မှာအမေရိကတစ်ခုလုံးမှာဘွေးရတဲ့ကျွန်တော်တို့ချင်းကျောင်းသား high school ကျောင်းသားတွေကအမေရိကန်1000ကျော်တယ်1000ကျော်တဲ့လူထဲမှာပထမနေ့နဲ့လူကြစရုပ်ထားနေလင်းဟစ်တက်တယ်ဆိုတော့အလူ4000 simple logic တင်းတဲ့ပေါင်းတဲ့နေ့ပေါ့ဒီလိုပေါ့4000ရှိတယ်ဒါပေမဲ့တချို့လူတွေက high school ဘာနဲ့ college မတက်နိုင်တဲ့လူတွေရှိတယ်ဆိုတော့အဲ့ဒါနဲ့အနည်းဆုံးတွက်လိုက်မယ်ဆိုတော့3000ရှိတယ်3000ကတစ်နှစ်မှာ3000အဲ့ကျွန်တော်တို့ graduation လုပ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ချင်းရဲ့စီရဘယ်လောက်ထိကြီးကျယ်တယ်ဆိုတာကျွန်တော်တို့လူကြီးမင်းတို့အားလုံးနားထောင်တဲ့လူတွေအားလုံးခံမှန်းလို့ရပါတယ်ကျွန်တော်တို့ဒီအမေရိကရောက်ခါစားတော့က Indiana University Bloomington campus မှာနိုင်ငံခြားကျောင်းသားတွေ statistics လုပ်လိုက်တဲ့ခါကျတော့အများဆုံးနိုင်ငံခြားကျောင်းသားဘယ်နဲ့လာတယ်လဲဆိုရင်တော့ထိုင်ဝမ်နဲ့လာတယ်ဂျပန်တို့တရုတ်တို့ဆိုရင်တော့သူတို့နိုင်ငံမှာကျောင်းတက်သူကျောင်းကောင်းတွေရှိတယ်ဆိုတော့သိမလာကြဘူးအများဆုံးတော့ထိုင်ဝမ်နဲ့ထိုင်ဝမ်ကျောင်းသားဘယ်လောက်လို့ရှိတယ်ဆိုရင်တော့2500ပဲရှိတယ်ကမ္ဘာမှာတကယ်ဖွံ့ဖြိုးတဲ့ထိုင်ဝမ်နိုင်ငံကျောင်းသားထက်တောင်အခုကျွန်တော်တို့ချင်းကျောင်းသားတွေကပုံများနေတဲ့သဘောရှိတယ်အဲ့ဒါကြောင့်အဲ့ဒီချင်းနဲ့အခုချင်းပြည်တော်ထိုင်းတာနော်အခုလောလောဆယ်တော့မသိဘူးနေတာကျွန်တော်မကြည့်လိုက်မိဘူးဆိုလိုချင်တာကကျွန်တော်တို့ချင်းလူမျိုးရဲ့အနာဂတ်ကိုကျွန်တော်တို့ဘယ်လိုတုံးတက်မလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကိုကျွန်တော်တို့ချပြချင်တယ်ကျွန်တော်အဲ့ဒါကြောင့်အခုကျွန်တော်တို့တော်လှန်ကြီးလုပ်နေတဲ့ချင်းမှာကျွန်တော်တို့ချင်းခေါင်းဆောင်တချို့ချင်းလူကြီးတချို့ဘယ်လိုထင်တယ်လဲဆိုတော့ကျွန်တော်တို့အရင်တုန်းက1980 1990ဝန်းကျင်မှာကျွန်တော်တို့ချင်းတွေကဗမာပြည်မှာအစင်းရဲဆုံးဒီလိုကြောက်တာဆိုရင်အရာနေတယ်ကျွန်တော်တို့တော်လှန်ကြီးလို့ပဲဆိုဝင်ငွေကမရှိဘူးသူတို့နောက်ကပဲလိုက်နေတာကျွန်တော်တို့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်စစ်မှာပြီးနေတဲ့ဟာကိုကျွန်တော်တို့ချင်းလူကြီးတွေကလုံးဝမသိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ nation building ကိုလုပ်နိုင်မလားအရန်လုပ်နိုင်တယ်ဒီတော်လှန်ကြီးအောင်မြင်မလားအရန်အောင်မြင်နိုင်တယ်ကျွန်တော်တို့အောင်လဲအောင်မြင်နေတယ်ကျွန်တော်တို့အောင်ပွေးတဲ့အလိုလိုခံနေတယ်ကျွန်တော်ဥပမာတစ်ခုထပ်ပြီးနိုင်ပြမယ်ဆိုရင်တော့ကဘာမှာလူဦးကြီးနေကြီးမြတ်တွေကအဓိကမဟုတ်ဘူးသူတို့ရဲ့ပညာအရင်အမြင့်သူတို့ရဲ့အတတ်ပညာအသိပညာ capacity တွေပေါ့သူတို့ capacity ဘယ်လောက်ရှိတယ်ဆိုတာ human capital investment ပေါ့နော် investment in human capital လူအရင်အမြင့်ဘယ်လောက်စိုက်နိုင်တယ်လဲဆိုတာကျွန်တော်တို့3000ဒီနေ့မှာ3000ကျော်ထွက်တယ်ဒီကွာနဲ့အခုစစ်ဖြစ်နေတာအီရန်နဲ့အစ္စရေးကဘာမှာတင်းကြမှာအခု9ရက်နဲ့မြို့ရှိပြီအစ္စရေးလူဦးရဘယ်လိုရှိလဲ9.7 million ပဲရှိတယ်အီရန်လူဦးရ90ကျော်တယ်တရားနီးပါစေစများတယ်စေစများတာဟာကိုအီရန်နဲ့အစ္စရေးကိုအစ္စရေးအီရန်ကိုခုချနေတာဘယ်လိုပုံစံမျိုးလဲဆိုတော့သူချီနဲ့လက်တွေကိုကျူးတုပ်ပြီးမှကြိုက်တယ်လို့ချတဲ့ပုံစံမျိုးဖြစ်နေတယ်ဘာလို့လဲသူတို့ရဲ့အထက်ပညာကြောင့်အဲ့ဒီဂျူးဒီကဘယ်မှာပညာတင်တယ်မြတ်သွားဖြင့်အမေရိကန်မှာတင်တယ်
ကျွန်တော်တို့ကျောင်းချင်းကျောင်းသားတွေလေမြန်မာတင်တယ်အမေရိကန်ကျောင်းတွေပြောသေးတယ်နော်ယူရိုမှာလည်းရှိတယ် အော်စတြေးလျမှာလည်းရှိတယ်နယူးဇီလန်မှာလည်းရှိတယ်အဲကျွန်တော်တို့ချင်းရဲ့အခြေအနေအဲ့ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကလုံးကြီးပေးတာဟာ Come on, man. I'm not even အခွင့်အရေးကျွန်တော်တို့အချင်းကောင်းကျွန်တော်တို့အတုံးချက်တတ်ဖို့အရလို့တယ် You can't get a အဲ့ဒီချိန်မှာကျွန်တော်တို့ချင်းအားလုံးထပ်ဖို့လို့တယ်ကျွန်တော်အီရန်နဲ့အစ္စရေးကိုကျွန်တော်နည်းနည်းတော့ထပ်သွားချင်တယ်ဘယ်လိုသွားချင်တယ်လဲဆိုတော့အီရန်ကပြန်ချတာအစ္စရေးချလိုက်တဲ့ခါကျတော့အီရန်ကလည်းပြန်ချတာပေါ့ဒီတဲ့တိုင်းဒါပေမဲ့ statistic ကောင်းကျွေးလိုက်တဲ့ခါကျတော့ drone ဘယ်လို့ရှင်းထုတ်ခဲ့လဲဆိုတော့ this is တစ်ထောင်ကျော်ထုတ်ခဲ့တယ် South is our rematch. drone နဲ့အဲ့ဒီ drone အားလုံးကအစ္စရေးတပ်ဖြည့်ရမှာသုံးတဲ့ arrow ကတာဝေးပေါ့နော်ဒီမှာ David Sling David ရဲ့လေးကွာပေါ့အဲ့ဒါဒါလာဒီမှာ Iron Dome တာတူပေါ့အနိကနေလာချက်ရဟာကိုအဲ့ဒါဒီကအဲ့ဒီ David Sling နဲ့ arrow နဲ့ Iron Dome အကုန်လုံးတစ်ထောင်ကျော်တဲ့ drone တွေကိုဖျက်ဆီးနိုင်တယ်ဒီမှာဘာဖျက်ဆီးနိုင်တယ်လဲဆိုတော့အဲ့ဒီ rocket launcher တွေကမစ်ဆယ်ကဘယ်လောက်တွေ့ရှိလဲ400ကျော်ထွက်ပြီဝင်နိုင်တာ95% ကျော်ကကောင်းမွန်ထိနိုင်ခဲ့တယ်အဲ့လိုကြီးအောင်မြင်ခဲ့ပေမဲ့အစ္စရေးဒီရဲ့အောင်မြင်မှုမှာအဓိကသူတို့ကအဓိကထပ်တယ်လေဆိုတော့သူတို့စီဘူချုပ်ဒီမျိုးဟာမှုတွေအထက်ပိုင်းစီခေါင်းဆောင်တွေပေါ့အကုန်လုံးရှင်းနိုင်ခဲ့တယ်ဒါဒီထက်သူတို့ကအကြီးကြီးဆုံးကျွန်တော်တို့ရှင်းနိုင်ခဲ့တာ nuclear scientist nuclear ကိုထုတ်လုပ်ပေးတဲ့ scientist ကိုတက်ခဲ့တယ်အဲ့ဒီကိုတက်ခဲ့နိုင်တာအဓိကရသူတို့ရန်သူတို့အကြောင်းဆုံးအဲ့ဒီသူတို့ကိုပဲဖြစ်တယ်အဲ့ဒါသူတို့ဘေးမှာကြောင်းတက်တယ်လေ Finally. အမေရိကန်မှာကြောင်းတက်တဲ့လူတွေပဲအဲ့ဒါကြောင့်ကျွန်တော်ရတို့ရဲ့ပညာရေးချင်းပညာရေးနဲ့အဲ့ဒီအီရန်ပညာရေးနဲ့အစ္စရေးနဲ့အီရန်ကိုရှိဖြစ်နေတာအဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အနာကတာတော်တော်လေးကြောက်ပတ်နေတယ်ဖွင့်လင်းနေတယ်အဲ့ဒါကိုကျွန်တော်တို့အချင်းအားလုံးအသုံးပြုမယ်လုပ်မယ်ဆိုတော့ဒီတော်လှန်ရေးကကျွန်တော်တို့အောင်မြင်ရမယ်ကျွန်တော်တို့ချင်းရဲ့အနာကအရန်တော့ပါတဲ့အခြေအနေမှာရှိနေတယ်ဆိုတော့ကိုပထမပူဆောင်တင်ပြခြင်းနဲ့ကျေးဇူးတင်ပါတယ်